တန်ဆွမ်းသူတွေကိုဟာတာလုံးမိတာကြောင့်တပင်စီရုံမှာတိုင်ကြားခံရတဲ့အောင်စပူမင်္ဂလာပါတငယ်ချင်းလေးတို့ရေလက်တလောကတော့အောင်စပူကမတန်ဆွမ်းသူတွေကိုဟာတာလုံးမိတာကြောင့်တပင်စီရုံကတိုင်ကြားခံခဲ့ရပါတယ်လက်ရှိမှာဆိုလို့ချင်းအောင်စပူကနာမည်ကြီးဆုံးမင်းသားတစ်ယောက်ပါနာမည်ကြီးဆုံးဇမင်းသားဖြစ်တာလျောက်လက်ရှိမှာဖန်တွေလည်းအပြောင်များရရှိနေခဲ့ပါတယ်သူဘာလှုပ်မှန်တယ်ဆိုပြီးထောက်ခံနေတဲ့ဖန်တွေရှိသလိုသူ့ကိုအားပေးအားမြောက်လုပ်နေတဲ့ဖန်တွေလည်းရှိပါတယ်အောင်စပူရဲ့လက်ရှိပရိသတ်အင်အားကတော့ကြောက်ခမန်းလီလီပါလူငယ်ပရိသတ်တွေစက်ယုံလုပ်ယုံကညီမလေးတွေလည်းရက်ကညီကိုမောင်နှမတွေလည်းအများကြီးရှိပါတယ်သူတို့အတွက်အောင်စပူဆိုတာဇမင်းသားတစ်ယောက်ထပ်ပို့ပြီးသူတို့ရဲ့အိုင်တော့ပါလက်တလောဖြစ်ပွားခဲ့တဲ့မတန်ဆွမ်းသူတွေကိုဟာတာလုပ်ခဲ့တဲ့ကိစ္စမှာအောင်စပူကိုဝေဖန်တဲ့သူတွေပေါ်ကိုလည်းသူ့ရဲ့ဖန်လေးတွေဖြစ်တဲ့ပရိသတ်တွေကကြောက်ခမန်းလီလီပြန်လဲကာကွယ်ပေးခဲ့ပါတယ်တို့ရဲ့မင်းသားကိုထိလိုက်တာနဲ့ငါတို့ရဲ့မင်းသားကိုမထိတဲ့ပုံစံမျိုးနဲ့ပြန်လဲတုံ့ပြန်ခဲ့တာပါတန်ဆွမ်းအဖွဲ့ကတော့ဒီလိုမျိုးဟာတာပြက်လုံးလုပ်တာကမတန်ဆွမ်းသူတွေပေါ်မှာမြတ်ထုတ်ပြီးတော့ဟာတာလုပ်တာလို့ပြောပြီးဘင်စည်းုံထီကိုပါတိုင်ကြားထားပါတယ်ပရိသတ်တွေကတော့ဟာတာကိုဟာတာလို့မြင်ပေးကြပါလို့ပြောပြီးမင်းသားကပြောစေခြင်းလို့လုပ်တာပါလူတူတယောက်ကိုမှထိခိုက်လို့စိတ်မရှိပါဘူးလို့မင်းသားအောင်စုဘက်ကနေပြန်လဲကာကွယ်တုံ့ပြန်ပေးခဲ့ပါသူတို့အနေနဲ့ကတော့မတန်ဆွမ်းသူတွေရဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတဲ့သူတို့ရဲ့မင်းသားမထိခိုက်စေရေးဘက်ကိုသာရှေ့ရှုခဲ့တယ်လို့လည်းမှတ်ချက်ပေးခဲ့ကြပါဝေဖန်သူတွေကိုမနာလို့တိုက်ခိုက်တာနေရာလိုချင်လို့တိုက်ခိုက်တာဆိုပြီးတော့ပြန်လဲခြေပတုံ့ပြန်ခဲ့ပါအောင်စပူရဲ့ပရိသတ်တွေကတော့ငါတို့ရဲ့မင်းသားကပညာတတ်ဆိုပြီးတော့သူလှုပ်တာကိုယုံကြည်ခဲ့ကြပါတယ်ဝေဖန်သူတွေကပညာတတ်ပြီးတော့ကျင့်မှုမရှိဘူးလို့ပြောရင်တော့ပရိသတ်တွေကလက်ခံမှာမဟုတ်ပါဘူးသူတို့ရဲ့စိတ်တွေထဲမှာအောင်စပူကအမှားမလုပ်နိုင်တဲ့လူတယောက်လို့ဖြစ်နေပါတယ်ဒီလိုမျိုး sensitive ဖြစ်တဲ့ပရိသတ်တွေရှိနေတာကအောင်စပူအတွက်ကောင်းလားဆိုလားဆိုတာကတော့စဉ်းစားစရာပါသူဘာလို့သူ့ဘေးနားမှာကောင်းမွန်တဲ့ပရိသတ်တွေရှိတာကြောင့်တမျိုးတစ်ဖုံကောင်းမိမယ်လေသူဘာလို့မှန်နေဆိုပြီးတော့စိတ်ကြီးဝင်ပြီးတော့အမားတွေလုံနိုင်တဲ့ခါကြလို့ရှိရင်ထောက်ပြမဲ့သူမရှိတာမျိုးလည်းဖြစ်နေနိုင်ပါတယ်အောင်စပူကတော့ပရိသတ်ရတာကံကောင်းတဲ့မင်းသားတစ်ယောက်ပါအောင်စပူကိုတစ်ဖက်လူကပြောလို့ရှိရင်ဆက်ဆက်ထိမခံတဲ့ပရိသတ်မျိုးတွေပိုင်ဆိုင်ထားပေမဲ့မင်းသားကအမှားလုပ်တဲ့အခါဒါမလုပ်သင့်ဘူးနော်လို့ထောက်ပြတာကသာပရိသတ်အစ်စ်ပါပရိသတ်တွေရဲ့အထိမခံနိုင်မှုဟာမင်းသားအတွက်ကာကွယ်ဖြစ်နိုင်တယ်လို့မန်တရားနဲ့ဝေးကွာသွားမယ့်အရာလည်းဖြစ်သွားနိုင်ပါတယ်တန်ဆွမ်းသူတွေပေါ်ဟာတာပြက်လုံးထုတ်ခဲ့တဲ့အောင်စပူပေါ်ဘလို့မြင်လဲဆိုတာ comment မှာဝင်ဆွေးနွေးသွားကြပါဦးအောင်စပူဇက်အကွဲကိုရေးယူဖို့ဆောင်ရွက်မယ်လို့ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌကလည်းပြောကြားခဲ့ပါသေးတယ်အောင်စပူဇက်သပင်အဖွဲ့ရဲ့ကပြဖြောပြီးတရုပ်ဆောင်မှုတွေမှာမတန်ဆွမ်းသူတွေကိုတရော်ထားတဲ့လှုပ်ဆောင်ချက်တွေကိုသိရှိရတဲ့အတွက်ထိရောက်စွာရေးယူနိုင်ရေးကိုဆောင်ရွက်သွားမယ်လို့ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာဥက္ကဋ္ဌဦးမြတ်သူဝင်းကပြောပါတယ်လက်ရှိလူမှုကွန်ရက်ပေါ် TikTok ပေါ်မှာပြန့်နှံ့နေတဲ့အောင်စပူဇက်သပင်အဖွဲ့ရဲ့ဖြောပြမှုတွေဟာတန်ဆွမ်းသူတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့၎င်းတို့ရဲ့ဂုဏ်သိက္ခာများကိုထိခိုက်စေရတဲ့အတွက်ပြင်းထန်စွာရှုတ်ချတယ်လို့ဦးမြတ်သူဝင်းကဆိုပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရေးယူဆောင်ရွက်နိုင်ဖို့အတွက်သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေကတင်ပြသွားမှာပါရေးယူဆောင်ရွက်တင်တာနဲ့သူတို့တကယ်ဆောင်ရွက်မှာနဲ့တူချင်မှလည်းတူမှာပေါ့အဲ့ဒါတော့လူကြီးတွေကသာစဉ်းစားဆုံးဖြတ်ပါလိမ့်မယ်ကျွန်တော်တို့ဒီဘက်မှာတော့မတန်ဆန်းသူတွေကဒီကိစ္စလာပြောနေကြတာ3ရက်ရှိပါပြီသူတို့စိတ်မကောင်းကြောင်းမခံမရနိုင်ဖြစ်ရကြောင်းပေါ့ဗျာဒါတွေကိုကာကွယ်ဆောင်ရှောက်နိုင်မှုဆိုတာကိုအမြဲတောက်ချောင်းတင်ပြတောင်းဆိုနေတာတွေရှိပါတယ်လို့သူကပြောပါတယ်ဒါကြောင့်မတန်ဆွမ်းသူတွေရဲ့ဆန္ဒနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်ကိုက်ညီမှုရှိမညီဆိုတာကိုတာဝန်ရှိပုဂ္ဂိုလ်တွေပေါ်မှာပဲမူတည်တယ်လို့သူကဆိုပါတယ်ဒီလောက်ရက်ကမဖြစ်မဖြစ်ထိုက်တာတွေဖြစ်သွားတာပါတော့ဆိုတော့သူတို့ဘက်ကသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေကဆက်သွယ်လာခြင်းမရှိသေးပါဘူးသက်ဆိုင်ရာတာဝန်ရှိဖွဲ့စည်းတွေကိုစဖို့အကြောင်းကြားဖို့အတွက်ကျွန်တော်တို့ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နေ့ကစီးဝေးတွေထိုင်နေပြင်ဆင်နေပေါ့ဒီနေ့ပဲစဖို့မယ်လို့သူကပြောပါတယ်ဒါပြင်လက်ရှိလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့မတန်ဆွမ်းသူတွေကိုပြောဗီဒီယိုတွေကိုလည်းဆက်လက်မျှဝေတာတွေပြုလုပ်ကြဖို့လည်းအသိပေးထားပြီးကြုံချတဲ့သဘောထက်ပုံမှုပြန့်နှံ့သွားတာကအတန်ဆွမ်းသူတွေပေါ်အမြင်တစ်မျိုးဖြစ်သွားစေနိုင်တာကြောင့်လို့ဆိုပါတယ်ဒီအောင်နဲ့ပတ်သက်လို့လက်ရှိမှာထင်မြင်ယူဆချက်မျိုးမျိုးနဲ့ဝေဖန်မှုတွေလည်းမြင့်တက်နေတာဖြစ်ပြီးဒီလိုဝေဖန်ပြောဆိုမှုတွေအပြုသဘောဆောင်ထားတာတွေလည်းရှိလို့မျိုးသဘောမဆောင်တဲ့မှတ်ချက်တွေလည်းရှိနေတာတွေ့ရပြီးဒီလိုပြောဆိုမှုတွေကတော့သူတို့ရဲ့လွတ်လပ်ခွင့်သာဖြစ်တယ်လို့ဦးမြတ်သူဝင်းကဆိုပါတယ်ဒီဖြစ်ပျက်ကစိတ်မကောင်းရတာတော့ဖြစ်ကြတာပေါ့နောက်လည်းဒါကိုမဖြစ်စေချင်ပါဘူးရင်တုန်းကဆိုရင်ဖြစ်တယ်ခုလည်းဖြစ်တာပဲဆိုတဲ့သုံးနှုန်းတွေသူများတွေလည်းလှုပ်တာပဲသူကြမှဆိုတာတွေကိုလည်းတွေ့ရှိရတယ်သူများလှုပ်တာကိုမလုပ်မိဖို့ပဲအရေးကြီးတာပါရင်တုန်းကဆိုရင်လူရှင်တော်ကိုလူပြက်လို့ခေါ်ခဲ့ကြတယ်လို့ခေါ်တာကိုမကြိုက်ဘူးဆိုရင်ပြင်ရတာပြောင်းရတာပဲလေတန်ဆွမ်းသူတွေကိုလည်းမတန်ဆွမ်းလို့ပြောင်းခဲ့ကြတာပဲမလားလို့သူကပြောပါတယ်ဒါကြောင့်ခုလိုချိုးရင်အားနည်းမှုရှိတာကိုလှောင်ပြောင်းနေဆိုတာကမတော်တဆဖြစ်တာမျိုးမဟုတ်ပဲဒီရွယ်ချက်ရှိတမင်သက်လူရှင်တော်တွင်ဒါမကမင်းသားမင်းသမီးတွေကပါကိုယ်တိုင်လှုပ်ဆောင်တာဖြစ်တဲ့အတွက်ကောင်းမွန်တဲ့လုပ်ရမျိုးမဟုတ်ကြောင်းပြောပါတယ်အောင်စပူဇက်သပင်ဖွဲ့ကအခုမှဝေဖန်ခံရတာတော့မဟုတ်ပါဘူးပြီးခဲ့တဲ့ဇန်နဝါရီ21ရက်နေ့ကလည်းလူရှင်တော်ဖြိုးဖြိုးက break တက်တဲ့ကလေးငယ်တူကိုဖွဲမရဆန်းနောက်ခဲ့လို့သပင်စီးရုံးကတတိပေးကခမွန်ထိုးခဲ့ရမှုပါတယ်ဒါအပြင်မန္တလေးမြို့ဖြောပြေးပွဲတွေမှာလည်းအာသာသာသနာကိုစော်ကားတဲ့ပြက်လုံးတွေကြောင့်လူရှင်တော်ဖြိုးဖြိုးကထပ်မံပြီးတော့တောင်းပန်ခဲ့ရပါသေးတယ်ခုမတန်ဆွမ်းသူတွေပေါ်မှာပြက်လုံးထုတ်ခဲ့တဲ့အောင်စပူဆက်ခွဲဝင်ကိုပရိသတ်တွေကပါများပြောချင်တယ်လဲဆိုတာ comment မှာဝင်ဆွေးနွေးသွားပါဦးခုလိုမျိုးသတင်းအကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့သတင်း TV channel လေးကို like and subscribe လုပ်ခဲ့ကြပါဦး